2026 ကမ္ဘာဗလာမှာစောင့်ကြည့်ရမယ်ထိပ်တန်းကစားသမား9ဦးဒီပွဲမှာပရိသတ်တွေရဲ့အာရုံကိုဖန်ဆားမဲ့ထိပ်တန်းကစားသမား9ယောက်ကဘယ်သူတွေဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်နံပါတ်5ကတော့အင်္ဂလန်ရဲ့သမိုင်းဝင်ဂိုးသွင်းရှင် Harry Kane ပါဘိုင်ယန်မြူးနစ်မှာခြေစွမ်းပြနေတဲ့ Kane ဟာအင်္ဂလန်ရဲ့နှစ်ပေါင်း60ကြာစူပလာငတ်မွတ်မှုကိုအဆုံးသတ်ပြီးနေမလားဆိုတာစိတ်ဝင်စားစရာပါနံပါတ်4ကတော့စပိန်ရဲ့ကွင်းလယ်ဖန်တီးရှင် Pedri ဖြစ်ပါတယ်ယူရို2024မှာဒဏ်ရာကြောင့်လွှဲချော်ခဲ့ရတဲ့နာကျင်မှုတွေကိုဒီကမ္ဘာဖလားမှာအကောင်းဆုံးခြေစွမ်းနဲ့အစားထိုးဖို့သူပြင်ဆင်ထားပါတယ်နံပါတ်3ကတော့လက်ရှိဘလွန်ဒီယိုဆုရှင်ပြင်သစ်ကျယ်ဝင်ဦးစမန်ဒမ်ဘယ်လီပါပြီးခဲ့တဲ့ရာသီက PSG မှာအကောင်းဆုံးပုံစံရခဲ့တဲ့သူဟာဒီတစ်ချိန်ကမ္ဘာဖလားမှာတော့သူ့ရဲ့ပထမဆုံးကမ္ဘာဖလားကိုသွင်းယူနိုင်ဖို့ပြတ်မှတ်ထားနေသူပါဖြစ်ပါတယ်နံပါတ်2ကတော့ပြင်သစ်အသင်းရဲ့ခေါင်းဆောင်ကိုင်လီယန်အမ်ဘာပေပါ2020ဘောလုံးပွဲမှာ hat-trick သွင်းခဲ့တဲ့သူဟာလက်ရှိမှာကမ္ဘာဖလားသွင်းကို7 ကိုရရှိထားပြီးကလိုးစ်ရဲ့စံချိန်ကိုကျော်ဖြတ်ဖို့ခြေလမ်းပြေနေသူလည်းဖြစ်ပါတယ်နောက်ဆုံးနံပါတ်1ကတော့အသက်18နှစ်အရွယ်စပိန်ပါရမီရှင်လေးလမင်းယာမှာပါမက်ဆီနဲ့တောင်နှိုင်းရှင်ခံနေရတဲ့ဒီလူငယ်လေးဟာသူ့ရဲ့ပထမဆုံးကမ္ဘာဖလားမှာတင်1966ကမာရာဒိုနာလိုဒါမှမဟုတ်2022ကမက်ဆီလိုမျိုးအသင်းကိုဖလားရအောင်စွမ်းဆောင်ပေးနိုင်မလားဆိုတာတကမ္ဘာလုံးကစောင့်ကြည့်နေကြပါတယ်ပရိသတ်တို့ရောဒီ9ယောက်ထဲကဘယ်သူကအတောင်ပါဆုံးဖြစ်လာမလဲလို့ထင်ပါသလဲ comment မှာရေးပေးခဲ့ကြပါအောင်